အရှင်မဟာကက်စီမထေမြတ်ကြီးကိုဒီမချီတိုင်းပြေမပြီးတော့မှမြောက်ညိုဖြစ်သွားတဲ့ဩဒကာရပုံနာမြောက်ညိုဘဝနဲ့အနာကိုဩဒကာရလို့ခေါ်လိုက်လို့ရှိရင်အနာကိုကက်ပြီးတော့ရှင်လာတဲ့စာရိတ္တရဉာဏ်ရတဲ့လိษံမျိုးနိုင်ဖြစ်တဲ့မြောင်မင်းကြီးမြောက်တကောင်ရဲ့အကြောင်းပေါ့လေအားလုံးပဲမင်္ဂလာပါ story talk ကနေပြန်လည်ကကြိုဆိုလိုက်ပါတယ် story talk channel မှာလက်စစ်ပေးလက်တန်သောပုံပြင်ကောင်းလေးတွေကိုကြိုက်နေလိုက်တယ်ဆိုရှင် like subscribe လေး comment လေးတွေနဲ့အားပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းဥစွာပထမပြောကြပါရစေဒီကနေ့တော့ဩဒကာရပုံနာရဲ့မြောက်ဖြစ်သွားခြင်းဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်အခါတပါမြတ်စွာဘုရားဟာသာဝတိပြည်မောစစ်တော်ဆေကြောင်းတော်မှာဒိတ်လုံးနေတော်မူတယ်ပေါ့အဲ့ဒီအချိန်မှာဩဒကာရဆိုတဲ့ပုံနာတယောက်ဟာသူကကိစ္စကုတ်တောင်နာကိုသွားတယ်အဲ့လိုသွားတဲ့အချိန်မှာပဲရှင်မဟာကက်စီမထေမြတ်ကကြွလာတယ်ရှင်မဟာကက်စီမထေဆိုတာဟာရုပ်ရည်ချောမောလပမှုကိုမြတ်စွာဘုရားနာမှာချီးမောပြီးတော့မှဣတတေကွထုကိုပိတ်ထားတဲ့ပုဂ္ဂိုလ်ပါအဲ့တော့ကိုဒီဝတ္တကာရပုံနာကမနာလို့မဆုစိတ်ဖြစ်ပြီးတော့မှဒီဘောနာမစ္စရိယလို့ခေါ်တာပေါ့နော်ဘောနာမစ္စရိယရုပ်ရည်ချောမောလာပါမှုကိုမနာလို့ဘူးအဲ့လိုဖြစ်ပြီးတော့မှဒီဟန်ဟာမြောက်ညိုနဲ့တူတယ်ဆိုပြီးမှသူစိတ်ထဲကနေမှပြောလိုက်တယ်စိတ်နဲ့ပြမလိုက်တယ်ပေါ့သီလသမာဓိပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတနာဂုဏ်တွေနဲ့ပြည့်စုံတဲ့အရိယတော်ကောင်းကိုသူပြမလိုက်တယ်ပြမလိုက်တဲ့နေကစပြီးတော့မှဩဒကာရပုံနာဟာသူ့အိမ်မှာသူအဲ့တဲ့အချိန်တိုင်းမှာသူသေသွားပြီးတော့မှမြောက်ဖြစ်တဲ့ဆိုတဲ့အိမ်မက်ကိုမကြခဏမြင်မိတ်တယ်အဲ့လိုမြင်မိတ်တဲ့အခါကျတော့မဖြစ်ချေဘူးငါမြတ်စွာဘုရားရှိသွားမှရမယ်တကယ်ပဲမြောက်ဖြစ်မလားဆိုပြီးမှသွားမိပဲအဲ့လိုသူစဉ်းစားတယ်သူဟာသူဒီယဟန်ကိုတောင်းပန်လိုက်ရင်ဘယ်လိုနေမလဲမဖြစ်ဘူးငါတို့ကမျိုးကြီးရိုးကြီးတွေဒီယဟန်ကိုတော့မတောင်းပန်နိုင်ဘူးဆိုပြီးတော့မမမာနနဲ့နေတယ်မြတ်စွာဘုရားစီကိုသွားတယ်သွားပြီးတော့မှဆေဖျားဒီယဟန်ကိုဖျားတယ်ပြီးတော့ဒီလိုပြမမိတယ်လင်းတကယ်မြောက်ဖြစ်မလားလို့တော့မေးတယ်တကယ်ပဲမြောက်ညိုဖြစ်မယ်ဆိုပြီးဟိုစတော်ဆွေကြောင်းတော်ရဲ့မြောက်ဖိန်ကတောတန်းထက်မှာတောအုပ်ထက်မှာဖြစ်လိမ့်မယ်ဆိုပြီးမှမြတ်စွာဘုရားကမဟာကရုဏာတော်နဲ့ပြလိုက်တယ်ပြလိုက်တဲ့အခါမှာမြောက်တော်ဖြစ်တော့မယ်တကယ်လို့သူတောင်းပန်လိုက်လို့ရှိရင်ဟိုအရိယာပုဂ္ဂိုလ်ကြီးကသူ့မှာလည်းပဲကရုဏာစိတ်ရှိတယ်ခံတည်သိခံစိတ်ရှိပြီးသားဖြစ်တယ်ယဟန်တော်ပုဂ္ဂိုလ်ဆိုတာသိခံစိတ်အနိုင်မဲ့ရှိတယ်ဒီရိုးရိုးလူလားတွေနဲ့လောကမတူဘူးမတူတဲ့ခွေလွန်နိုင်စွမ်းသိခံနိုင်စွမ်းအမြင့်မားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဒါပေမဲ့သူကတော့မတောင်းပန်ခဲ့ဘူးလေတဲ့အခါကျတော့တကယ်ပဲမြောက်ညိုကြီးဖြစ်သွားတယ်တဲ့ဖြစ်သွားပြီးတော့သူရဲ့အမည်ကိုဝတ္တကာရလို့ပဲလူတွေကအမည်ပေးကြတယ်ဝတ္တကာရလို့ခေါ်လို့ရှိရင်အနောက်ကက်ကက်လာတယ်တဲ့ဒါဟာကိုရဲ့ကာယကံဝစီကံမနောကံမှာဝစီဗေဒထိတိုင်းဆဆိုတဲ့အတိုင်းခံရတာဖြစ်ပါတယ်
ဒီလိုမျိုးမခံရဖို့ရန်အတွက်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုစနစ်တကျထိတ်လေးဆောက်ဖို့အရေးကြီးတယ်လူပုဂ္ဂိုလ်တဦးတယောက်ရဲ့သူ့မှာပိုင်ဆိုင်ထားတဲ့စီစီဥစ္စာအပြင်ကဗဟိတပစ္စည်းတွေဟာဘာမှအဖို့မတန်ပါဘူးဒါပေမဲ့လည်းပဲလူဆင်းရဲပဲဖြစ်ဖြစ်လူချမ်းသာပဲဖြစ်ဖြစ်ဘယ်လိုလူတန်းစားမျိုးပဲဖြစ်ဖြစ်ဒုက္ခိတပဲဖြစ်ဖြစ်အယုတ်ဆိုးသူပဲဖြစ်ဖြစ်လူတိုင်းမှာတကယ်၍များသူ့မှာကောင်းမြတ်တဲ့ကိုယ်ကျင့်တရားရှိတယ်ဆိုရင်သီလသမာဓိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုရင်ဒီသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုစော်ကားမိတယ်ပြစ်မှားမိတယ်ဆိုစီရင်ဆင်းရဲနေကြတဲ့အဟိတ်လိษံဘဝကိုရောက်တတ်တယ်ငရဲလိษံပိဋ္ဌာသူရကဲဆိုတဲ့အပယ်လေးဘုံကိုကြောက်ရောက်တတ်တယ်ဆိုတော့ကိုပြောပြချင်တာပါအလုံးကိုကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကနေပြီးတော့မှလိမ့်နဲ့ရောက်ချင်းစီတိုက်ရဲ့ရင်ထက်မှာတစ်ခုခုဘုဒ္ဓတာရတယ်တိုးခဲ့တယ်လို့ထင်တယ်ဆိုစီရင် subscribe လောက်ထားပေးဖို့မေတ္တာရက်ခံလိုက်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ် story ထော့ပါ